မိဖွားပြီးနာယူဝအတွင်းမှာပဲခလေးငယ်တွေကိုမိခင်တို့တိုက်ကြွေးကြဖို့လှုံ့ဆော်ခဲ့ကြတာဆယ်စုနှစ်တွေအတော်လေးကြာခဲ့ပါပြီ။ဒါတော့မိခင်တချို့ကနိုးမထွက်လို့နိုးမုတ်ပဲတိုက်ရတယ်လို့ဆိုလာကြပါတယ်။မိခင်တို့သာအကောင်းဆုံးနဲ့စိတ်ချရဆုံးသောအာဟာရဓာတ်ဖြစ်တယ်ဆိုတာကိုခလေးမွေးဘူးသူတိုင်းသိနာလဲကြမှာဖြစ်ပါတယ်။အလွယ်ဆုံးဖြစ်ပြီးအချိန်မရွေးနေရာမရွေးအမြန်ဆုံးတိုက်ကျွေးနိုင်သလိုကတိကထလည်းလုံးဝမရှိပါဘူး။ဒါကြောင့်မို့ဘာကြောင့်နိုးမထွက်ရတာလဲ။ဘာကြောင့်ခလေးလုံလောက်မစိုးနိုင်အောင်ဖိရတာလဲဆိုတဲ့အကြောင်းရင်းတွေကိုဒီဗီဒီယိုမှာဖော်ပြပေးသွားမှာပါ။ခလေးငယ်တွေဘာကြောင့်မိခင်တို့မတော့ရရှာလဲဆိုတဲ့အကြောင်းအရာကိုမပြောခင်မှာကျမ်းမာရေးနဲ့ပတ်သက်တဲ့ဘုဒ္ဓတွေအလားပါနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုကျွန်တော်ရဲ့ channel ကနေအမြဲတင်ဆက်ပေးနေတာမို့ channel ကို subscribe လုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအခမဲ့နားဆင်နိုင်ဖို့အတွက်ဘေးက notification ကိုလည်းနှိပ်ထားခဲ့ပါဦး။နံပါတ်1မိခင်နိုးတွေထွက်လာဖို့လှုံ့ဆော်ပေးစရာလေးတွေမရှိခဲ့ရင်နိုးမထွက်နိုင်ပါဘူး။မိခင်တဦးတားဖွားရမှာခလေးကအချိန်မတိုင်ခင်စောပြီးမီးဖွားခဲ့ရင်ပြဿနာတစ်ခုအဖြစ်ပေါ်စေပါတယ်။ခလေးကလာမစိတ်ပဲမွေးတဲ့အခါကိုယ်လေးချိန်ကလည်းပေါင်မပြည့်ဖြစ်တတ်ပါတယ်။ပုံမှန်က9ပေါင်ခွဲရှိရမယ်။9ပေါင်ခွဲအောက်အလေးချိန်နဲ့ရင်ဥပမာအားဖြင့် 3.5 ပေါင်3ပေါင်ဆိုရင်အဲ့ဒီလိုလာမစိတ်ပေါင်မပြည့်တဲ့ကလေးငယ်တွေကိုဆေးရုံကြီးတွေမှာစောင့်ကြပ်ကြည့်ရှုပြုစုပေးလေရှိပါတယ်။အဲ့ဒီအခါမိခင်နဲ့ကလေးငယ်ကို2ပတ်လောက်တီးတန့်ထားလေရှိတော့မိခင်ရဲ့နှုတ်ထွက်ပေမဲ့ကလေးငယ်ကနှုတ်သီးကောင်းတွေကိုမဆုပ်ယူနိုင်ပါဘူး။တနည်းအားဖြင့်အဲ့ဒီကာလမှာမိခင်နှုတ်ထွက်လာအောင်လှုံ့ဆော်ပေးမဲ့ပရိုလက်တင်လို့ခေါ်တဲ့ဟော်မုန်းဟာကလေးပါးစပ်နဲ့မိခင်နှုတ်ကိုဆုပ်ယူလိုက်မှအဲ့ဒီဟော်မုန်းတွေထွက်လာတာပါ။ကလေးနဲ့အမေခွဲထားတဲ့အခါနှုတ်မတက်ရတော့တဲ့အတွက်မိခင်နှုတ်မထုတ်နိုင်ရခြင်းဖြစ်ပါတယ်။နံပါတ်2မိခင်နှုတ်ကိုလုံလောက်အောင်မထုတ်နိုင်ဒါမှမဟုတ်မညှစ်တက်ရင်လည်းနှုတ်မထွက်ပါဘူး။တချို့မိခင်တွေမှာဒန်းတလွန်ရွက်ဟင်းချိုဟင်းကားရည်စားတာတွေကိုများများတောက်နိုင်ပေမဲ့စနစ်တကျမိခင်နှုတ်ကိုညှစ်မထုတ်တတ်ရင်တော့ဟင်းချိုဟင်းကားတောက်လဲနှုတ်မထွက်နိုင်ပါဘူး။နှုတ်ထွက်လာအောင်နှုတ်သီးကောင်းအရင်နာကပ်ပြီးလက်မနဲ့လက်ညှိုးညှက်လက်ကလေးကအောင်နာကပင့်ထားပြီးညှစ်ထုတ်ပေးရပါတယ်။ခလေးမီးမဖွားခင်ကိုဝင်ဆောင်စဉ်ကလေးကနှုတ်သီးကောင်းလေးတွေပွင့်လာအောင်နေ့စဉ်ရေချိုးတဲ့အခါတန်ရှင်းပေးတာညှစ်တဲ့အလေးကျင့်တွေကိုမှန်မှန်စူးစမ်းဝရိယစိုက်လုပ်ပေးဖို့လိုအပ်ပါတယ်။ဒါမှခလေးမွေးလာချိန်မှာနှုတ်ထွက်အောင်ညှစ်ပေးဖို့နှုတ်ထွက်လမ်းကြောင်းလေးတွေကအစင်သစ်ဖြစ်နေမှာဖြစ်ပါတယ်။ခန္ဓာကိုယ်ကမိခင်တို့ပုံများထုတ်လုပ်ပြီးခလေးတောက်ချင်စိုးကျင်တလောက်ထုတ်ပေးနိုင်လေပေးလိုက်တဲ့မိခင်တို့နေရာမှာအစားပြန်ရောက်လေဖြစ်ပါတယ်။နံပါတ်3တောကနဲ့ပင်မနှမ်းနယ်မှုတွေရှိလို့လားခလေးမွေးစားနဲ့မမွေးဖွားခင်ရက်တွေမှာမိခင်အတွက်စိတ်တောကတွေနဲနိုင်သမျှနဲလေမိခင်တို့ထွက်တာလဲပိုကောင်းလေပါပဲစိတ်ဖိစီးမှုတွေတောကတွေများရင်မိခင်တို့ကလည်းထွက်တာနဲသွားမှာပါပဲဒီအပြင်မိခင်တဦးတဲ့အကူအညီမဲ့နှေရောညရောခလေးပြူစုရအိမ်အောင်တာဝန်ထမ်းရဝင်ငွေပါရှာရသူဆိုရင်တော့အလွန်ပင်ပန်းရှာပါလိမ့်မယ်အဲ့ဒီအချိန်ကာလမှာနှုတ်ထွက်ကောင်းအောင်ကူညီလှုံ့ဆော်ပေးမဲ့ပရိုလက်တင်ဟော်မုန်းပမာဏလည်းနဲပါကျဆင်းတတ်ပါသေးတယ်အဲ့ဒီအခါမိခင်တို့လုံလောက်မထုတ်ပေးနိုင်တော့ပါဘူးတာဦးမိခင်ဖြစ်နေရင်ပို့ပြီးတော့စိတ်ဒုက္ခများတတ်ပါတယ်တချို့ဆိုရင်မိတွင်ထဲမှာပဲစိတ်ကြတဲ့ပြဿနာပါထပ်ဝင်လာတတ်သေးတာမို့အိမ်အောင်ဦးစီးအမျိုးသားတွေကကူညီစောင့်ရှောက်ပေးဖို့လိုအပ်ပါတယ်ဒါပေမဲ့ကံကောင်းထောင်းမှစွာပဲအဲ့ဒီလိုနိုးမထွက်လို့ခလေးငယ်တွေနိုးမဝဖြစ်ရတဲ့ပြဿနာဟာမိခင်100ဦးမှ2ဦးသာရှိတယ်လို့သိရပါတယ်ဒါကြောင့်အဲ့ဒီလိုအခြေအနေမျိုးမဖြစ်ရလေအောင်စိတ်ဓာတ်ခွန်အားမြင့်တင်ထားဖို့လိုအပ်ပါတယ်မိမိကလေးငယ်မိခင်တို့လုံလောက်မရရင်နိုးမုတ်ကူရရင်ဝ
ဝမ်းပြတ်ဝမ်းလျှောနဲ့ကူးစက်ယောဂါတွေတတိထားရတော့မှာဖြစ်ပါတယ်။ TV တို့ကနိုးမထွက်တဲ့မိခင်တွေမိခင်နိုးမတောက်ရရှာတဲ့ကလေးငယ်တွေအတွက်အထောက်အကူဖြစ်စေမယ်လို့မျှော်လင့်ပါတယ်။အကျိုးတစ်စုံတရာရှိတယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုကို like ပေးပြီးတော့တခြားသူတွေနားဆင်နိုင်ဖို့အတွက်လည်း share သွားပေးကြပါဦး။အားလုံးပဲကိုယ်စိတ်နှပြချမ်းသာကြပါစေ။